မှာစစ်တပ်ပြိုတော့ရင်နိုင်ငံတစစီပြိုကွဲတော့မလားဆိုတော့အတွေးခေါ်ကိုတစ်ဖက်ကပြန်ပြီးလှည့်ပြီးမှပေါ့ဒီဖက်ကမြင်တဲ့အမြင်ကိုသူ့ရဲ့ perception ဆိုတာကသူဘလို့မြင်လဲဆိုတာကသူဘလို့ဘယ်နာကနေကြည့်တယ်လဲဆိုတာပေါ်မှာမူတည်တာပေါ့ကျွန်တော်တို့အဲ့ဒီမြင်ကွင်းကိုဒီဖက်ကနေလှမ်းပြီးပြန်ကြည့်ရင်ဒီစစ်တပ်ပြိုတော့ရင်နိုင်ငံတစစီပြိုကွဲမှာလားဆိုတာထက်ဒီစစ်တပ်ရှိနေရင်အခုဘာဖြစ်နေတယ်လဲဆိုတော့လက်ရှိအခြေအနေကိုအရင်မြင်အောင်ကျွန်တော်ကမိမောင်းထိုးပြချင်တယ်ဒီစစ်တပ်ရှိနေရင်အခုဘာဖြစ်နေတယ်လဲပြိုရင်ဘာဖြစ်နိုင်တယ်လဲဆိုတာထက်ဒီဟာရှိနေတဲ့အတွက်အခုဘာဖြစ်နေတယ်လဲတိုင်းရင်းသားတွေလည်းမအေးချမ်းဘူးဗမာတွေလည်းအေးချမ်းလားဆိုတော့ဗမာလည်းပြည်တွင်းစစ်တိုက်နေရတာပဲဆိုတော့ဒီဟာရှိနေခြင်းရဲ့ဒါလက်ငင်းအကျိုးကျေးဇူးကဒီဟာဖြစ်နေတယ်နောက်ပြည်ထောင်စုဆိုတဲ့ကိစ္စပေါ့လေနော်ပြည်ထောင်စုတချို့ကတော့မြန်မာနိုင်ငံဆိုပဲဒီလိုမျိုးပြောလိုက်တယ်မြန်မာနိုင်ငံဆိုပြီးပြောလိုက်ပြီဆိုရင်တော့ဒါတပြည်ထောင်မြန်မာနိုင်ငံလို့ပြောတာနဲ့တူတယ်ပြည်ထောင်စုလို့ပြောလိုက်ရင်တော့ပို့ပြီးမှနားလည်ရလွယ်တယ်ဒါရှိတရားနဲ့လည်းဒါဟိုဖြစ်တယ် visualize ဖြစ်အောင်အတွက်ကျွန်တော်မြန်မာပြည်ထောင်စုလို့ပြောတာဖြစ်တယ်ဆိုတော့ဒီပြည်ထောင်စုကိုဒါအမြင်ခံတက်ထားပြီးမှတည်တက်နေတာဖြစ်တယ်ဒီပြည်ထောင်စုကဆိုတော့သူကပြည်ထောင်စုလို့ပြောပြီးမှဒီသူ့ရဲ့စစ်တပ်ကလည်းပြည်ထောင်စုစစ်တပ်ရဲ့လုပ်ရက်ကိုမလုပ်ဘဲနဲ့ဒီအမျိုးသားအစွန်းရောက်ဒီလက်နက်နိုင်ငံပေါ့ဗျာဒီအရင်တုန်းကဗမာပဒေသရစ်တွေခေတ်ကလက်နက်နိုင်ငံတည်ထောင်တယ်လို့မျိုးပြည်ထောင်စုအမတော်တစ်ခုရဲ့ကြံ့အင်လက္ခဏာတို့အခြေခံဒီ ideology တွေကိုမလုပ်ဘဲနဲ့ပဒေသရစ်ဆန်တဲ့လူမျိုးစုအတွေးခေါ်ကိုအခြေခံပြီးလှုပ်လာတဲ့စစ်တပ်ဆိုတော့ဒီလက်ရှိနေတဲ့ပြည်ထောင်စုတစ်ခုကိုကာကွယ်ဖို့ဒီလုံလောက်တဲ့အတွေးခေါ်လည်းမရှိဘူးဖွဲ့စည်းပုံကလည်းသူ့ရဲ့ဟိုဟာ ideology ကိုပြောမလားအဲ့ဒီကတဆင့် doctrine ကိုပြောမလားအဲ့ဒီ ideology တို့ doctrine တို့အခြေခံပြီးမှဖြစ်လာတဲ့သူ့ရဲ့ဟိုဟာ performance တွေပေါ့နော် action တွေကဒါလိုအပ်ချက်တွေနဲ့လွဲချော်နေတယ်ဆိုတော့ဒီပြောမယ်ဆိုရင်ဗျာဒီပြည်ထောင်စုဆိုတာလည်းပဲကျွန်တော်တို့ကလိုရာဆွဲပြောရကြရင်တော့ဒီဗမာပြည်ရဲ့ခေတ်ကပဲဒီ empire တွေကစုစည်းခဲ့တယ်လို့မျိုးပေါ့ဒါပေမဲ့အဲ့ဒီခေတ်တုန်းကဒီလက်နက်နိုင်ငံတည်ထောင်တဲ့အချိန်မှာဘရင်တပတ်ဘုံလဲယုံအားကောင်းတဲ့အချိန်မှာတိုက်ပြီးမှကောင်းတဲ့ဟာတွေကိုယူလာခဲ့တယ်ပြီးရင်သူတည်ရင်ဒီဟာမရှိတော့ဘူးဟုတ်ဒီလက်ရှိကျွန်တော်တို့ရှိနေ modern Burma ဆိုတာကတော့ဒါ colonial legacy ပဲဒါအရှိတရားပဲကျွန်တော်တို့ဒီဟာကိုရတဲ့အချိန်မှာအကုန်လုံးပါဝင်ပြီးမှပြည်ထောင်စုစစ်တပ်ကိုလည်းပြည်ထောင်စုကိုကာကွယ်ဖို့လိုအပ်တဲ့အခြေခံဒီ ideology တွေရော doctrine တွေနောက်ပြီးဖွဲ့စည်းပုံတွေဥဆောင်မှုပုံစံတွေဒါတွေကိုအချိုးကျအောင်လုပ်ပြီးမှပြည်ထောင်စုစစ်မှန်တဲ့ဟာဖြစ်လာမှာအခုကဒီစစ်တပ်ကပြည်ထောင်စုဆိုတာကိုအမြင်ခံအရာပဲပြောပြီးမှသူလှုပ်တာကလူမျိုးစုစစ်တပ်လိုမျိုးဖက်စစ်စစ်တပ်ဖြစ်တော့တယ်ဆိုတော့တခြားလူမျိုးစုတွေကလည်းမလွတ်လပ်ဘူးနောက်ဆုံးအဲ့ဒီသူ့ရဲ့အတွေးခေါ်အရင်အဆင့်မြင့်လာတာပေါ့ပြောမယ်ဆိုရင်ကျွန်တော်တို့တရေကားတွေကိုကြည့်ရင်အဲ့ဒီတရေကားသွေးတွေတောက်လူတွေတက်ပြီးမှပို့ပြီးအားကောင်းလာတဲ့အချိန်မှာကိုယ်အိမ်သားကိုစားဖို့လိုက်ပြီလေနော်ဆိုတော့ခင်ဗျားတို့လည်းအဲ့ဒီသွေးစိုးဖုတ်ကောင်ရဲ့ဒဏ်ကိုကြောက်ပြီးမှအိမ်တွေပြာကျကုန်ပြီပေါ့ဆိုတော့ဒီဟာကိုကျွန်တော်တို့ကပြောင်းလဲဖို့လိုတယ်နော်ဒါကြောင့်ဒီစစ်တပ်ရှိရင်စစ်တပ်ပြိုရင်ပြည်ထောင်စုပြိုမလားဆိုတာကတော့လက်ရှိအခြေအနေကိုပဲအရင်မြင်အောင်ကြည့်ရင်တော့ဘာလို့တင်တယ်ကိုလူတိုင်းစဉ်းစားတတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ဗိုလ်ချုပ်